Hi everyone. မနေ့တော့လေးကွယ်ပြန်စားလေ ရပြီလေဟာဘာလို့ My name is Sipai. စစ်ပိုင်ရစစ်ပိုင်ရစစ်ပိုင်ရ Hi everyone. We are Dream Rise အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Asha ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ Dream Rise ဖွဲ့ရဲ့ leader ဖြစ်ပါတယ်ကျွန်တော်ရဲ့ position ကတော့ main brand နဲ့ main dancer နေရာကိုယူထားပါတယ်ဒီဘက်က ကျွန်တော်နာမည်က Monash ပေါ့နော်ကျွန်တော်အဓိက main ကို ဟိုက main book ကိုတောင်းယူထားရပေါ့နော်ဟုတ် My name is Diane. ကျွန်တော်တော့ main visual နဲ့ main free expression ကိုတောင်းယူထားဖြစ်ပါတယ် ကျွန်တော်တို့ဖွဲ့က14ရက်2လ2026မှာစပြီးတော့ဖွင့်တာပါဒီနေ့ပေါ့နော်အခုဒီနေ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကပြောမယ်ဆိုစာချုပ်နဲ့ကျွန်တော်တို့ဖွဲ့ရတာထုတ်လိုက်တာပါဒါကျွန်တော်တို့ရဲ့ logo လေးဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့ကိုဆက်ပြီးတော့အားပေးကြပါအောင်ကျွန်တော်တို့က entertainment လည်းကောင်းကောင်းမရှိပါဘူးကျွန်တော်တို့ကိုယ်တိုင် entertainment လို့ပြောကျွန်တော်တို့ကိုယ်တိုင် entertainment လုပ်ထားတာပါကျွန်တော်တို့ရဲ့အရင်းအနှီးနဲ့ကျွန်တော်တို့စူးစမ်းပြီးတော့အမှုပညာကိုချစ်တဲ့စိတ်နဲ့စူးစမ်းပြီးတော့ကျွန်တော်တို့ကဒီအဖွဲ့ကိုစပြီးတော့တည်ထောင်ခဲ့တာပေါ့ပထမဆုံးစပြီးတော့လုပ်ဖြစ်တာကတော့ဒိုင်ယာနဲ့ကျွန်တော်နဲ့စပြီးတော့ဒီအဖွဲ့ကိုဖွဲ့မယ်ဆိုပြီးတော့စကားပြောပြတယ်ပေါ့နော်နောက်ပိုင်းကျတော့ကျွန်တော်တို့၄ယောက်အစတော့ရွေချက်ကတော့၄ယောက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဘောဓာကြီးမတိုက်ဆိုင်တော့ကျွန်တော်တို့၃ယောက်ပဲဖြစ်သွားတယ်နောက်ဆိုဒီပြီးတော့မှဒီ Moonlight ကနေရောက်လာတယ် Moonlight ကပြောမယ်ဆိုရင်ဒီဖွဲ့ထဲမှာအတန်ကချိုလေးနဲ့အေးအေးဆေးဆေးနေတဲ့ကြောင့်သူ့ကို main book တွေပေးလိုက်တယ်ကျွန်တော်က main leader ဘာလို့ယူလိုက်တာလဲဆိုတော့အကုန်လုံးကတိုင်ပင်ပြီးတော့မှဒီကခန့်လိုက်တာပါဒီပေါ်တော့main rap ကကျတော့ကျွန်တော်က rap အပိုင်းဆိုရတာနည်းနည်းအဆင်ပြေတယ်ပြီးရင် dancer ကကျတော့ကျွန်တော်ကအချိန်မိကနေရဆိုတော့ dancer ယူလိုက်တာပါတိုင်းရကြတော့ညနာလေးလှလှလေးပေါ့နော်ဒီခွဲထဲမှာချောဆုံးတာတူပေါ့ တေမင်းသားနေတယ် that's right တေမင်းသားနဲ့တူလို့ဆိုပြီးတော့ဒါ main visual ကိုပေးထားတာပါကျွန်တော်တို့ဘယ်ကိုဆက်ပြီးအားပေးကြပါအောင်ကျွန်တော်တို့ကလူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဆက်ပြီးကြိုးစားသွားမှာပါဒီဖွဲ့ကိုလည်းဘလို့ပဲဖြစ်ဖြစ်ဒီအောင်မြင်အောင်လုပ်သွားမှာပါအားကြောင့်မလဲကျွန်တော်တို့ကိုဆက်ပြီးအားပေးကြပါ bye bye ဒီချိန်နောက်လာမှထွက်ဖို့ရှိပါတယ် ဟုတ်ပါတယ် Dream Rise